စာဝင်ငွေဘလားရလဲဆိုတာဒီမှာကြည့်လိုက်9000ကျော်နော်9000ကျော်မြန်မာငွေဆို50သိန်းဒီပါရတယ်အမနော်ဒီ software စီယုံနဲ့အဲ့လိုမျိုးဝင်ငွေကျန်းဝင်ငွေရှာလို့ရတဲ့အခွင့်အရေးကိုပါရတယ်ပြည့်စီမရောက်ရဘူးပြည့်စီမပို့ရဘူးသွားเสียမလို့ဘူးအခန်းထဲမှာပဲနေအပြေပဲထွက်ဒီပုံးကိုယူသွားလို့ရတယ်ဆိုရင်လုပ်လို့ရပြီနော်ပြည့်စီရောတကယ်လို့ဖတ်တယ်တွေကသူတို့ဘာသာသူတို့ဈေးဝယ်ထွက်မယ်ဆိုဒီ software ထဲမှာပဲအကုန်လုံးဝယ်ထွက်အမတို့ကိုယ်တည်းပြည့်စီပို့တာတို့ပြည့်စီထုတ်တာတို့ပြည့်စီတော့ပို့တာတို့လုပ်เสียမလို့ဘူးဒါကြောင့်မို့ကိုကအခုခေတ်အိုလန်နီစနစ်ကဘလောက်ထိအလောက်ထိလွယ်သွားပြီပေါ့နော်အလောက်လောက်လဲဆိုတာအခုသိသွားပြီတကယ်လို့ကွာအဲ့ဒါတွေလိတာပါမယုံဘူးဒါဆိုကိုနောက်ကြပဲချက်ရေးခဲ့မှာအမတို့ယုံကြည်တဲ့သူပဲအခွင့်အရေးကရတာနော်တကယ်လို့စမ်းလောက်ကြည့်တဲ့လိလာကြည့်တဲ့တင်ယူကြည့်တဲ့အခမဲ့ပေါ့နော်အရင်ဆိုပတ်စမကုတ်ပဲနဲ့လိလာကြည့်တဲ့ဆိုရင်အခုအမပြောနေတဲ့အကောင့်မှာလိချတာပြီးတယ်အလိကနေဟိုက်လာလဲလှုပ်ချတဲ့သူအတွက်ပဲတကယ်လို့မလှုပ်ချဘူးရတယ်ကြော်သွားလိုက်နော်ကိုအတွက်အကျိုးမရှိဘူးတည်းဆိုကြော်သွားလိုက်ပါ